အဟန်လေးတွေဒါလေးရှိလာတဲ့အခါမှာလေအရန်ကိုသူ struggle ရတယ်ပြီးတော့အမရက်လိုက်မယ်ဆိုလို့ရှိရင်အမနောက်မှာဝန်ထမ်းတွေရှိရဲအမဝန်ထမ်းလေးတွေဒီအမကိုယုံကြည်ပြီးတော့လာတာမင်္ဂလာပါတန်ထွန်းတို့နိုဟန်ကားဆောင်ရဲ့ One Shot Podcast Series လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်တန်ထွန်းတို့ဒီတစ်ခေါက်မှာတော့ Pastels to Profit ဆိုတဲ့နာမည်လေးနဲ့ဒီတစ်ခေါက် podcast လေးမှာအရန်ကိုထပ်မြက်ပြီးလှပတဲ့အမျိုးသမီး entrepreneur တယောက်ကို special guest speaker အနေနဲ့ဖိတ်ခေါ်ထားပါတယ် Floral Butterfly Bouquet ရဲ့ပဲ့ကိုင်ရှင်လေးဖြစ်တဲ့ Untitled Space ရဲ့ founder လေးဖြစ်တဲ့မတ်အီတင်စာကျော်ပဲဖြစ်ပါရှင်မတ်အီရေမင်္ဂလာပါမင်္ဂလာပါတန်တို့နိုဟန်ကားဆောင်ရဲ့ One Shot Podcast Series လေးကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါရရှင်တန်တို့တစ်ခေါက်မှာတော့ Pastel to Profit ဆိုတဲ့နာမည်လေးနဲ့ပေါ့နော်ဒီတစ်ခေါက် podcast လေးမှာအရန်ကိုထပ်မြက်ပြီးတော့လှပတဲ့အမျိုးသမီး entrepreneur တယောက်ကို guest speaker အနေနဲ့ဖိတ်ခေါ်ထားပါတယ်Floral Butterfly Bouquet ဆိုတဲ့ပဲ့ကိုင်ရှင်ပေါ့နော်အိတ်ဆိုင်ရဲ့ပဲ့ကိုင်ရှင်လေးဖြစ်တဲ့ Untitled Space ရဲ့ founder လေးဖြစ်တဲ့မတ်အီတင်စာကျော်ပဲဖြစ်ပါတယ်မအီရေမင်္ဂလာပါရှင်မင်္ဂလာပါတန်လွင်ရေမကိုနည်းနည်းလေးမိတ်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါအမနာမည်ကတော့ဤတင်စာကျော်ပဲဖြစ်ပါတယ်အမကိုမိတ်ဆက်ရမယ်ဆိုလို့ရှိရင်တော့ florist တယောက်အနေနဲ့အမရက်တည်နေပါတယ်အခုလက်ရှိမှာဒီ floral class တွေကိုသင်တန်းပေးနေတဲ့ floral trainer တယောက်လည်းဖြစ်ပါတယ်အမကတော့လုပ်ငန်းနှစ်ခုလုပ်တယ်ပေါ့နော်စနတန်တွေပြောသလို floral butterfly bouquet ကိုတော့အမကဒီ online ကနေ2019မှာ floral service အနေနဲ့ run ခဲ့ပါတယ်2023မှာတော့အဲ့ floral service ကိုဆိုင်ဖွင့်မယ်လို့အမကရွေပြီးတော့ဆိုင်စားဖွင့်တယ်ပေါ့နော်အဲ့ဒီဟာနဲ့တွဲပြီးတော့ပေါ့နော်အမ Untitled Space and Design Studio ဆိုတဲ့ဒီပေါ့ activities တွေပြုလုပ်လို့ရတဲ့ဒီ creative cafe လေးကိုပါအမတွဲပြီးတော့ဖွင့်ခဲ့တယ်နှစ်ဆိုင်လုံးကတော့အခုလက်ရှိ48လမ်းမှာပဲဖွင့်တာပဲဖြစ်ပါတယ်ဒါကတော့အမလက်ရှိလုပ်နေတဲ့အလုပ်လေးတွေဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါမရေပထမဦးဆုံးပေါ့နော်တန်တို့ရဲ့ဒီ One Shot Podcast လေးကိုစိတ်ဝင်စားစွာနဲ့ပါဝင်ပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်မမခုနကပြောသွားတာဆိုလို့ရှိရင်2019ကနေရပေါ့နော်စတင်ခဲ့တယ်ဆိုတော့မမဒီကိုဝါသနာပါတဲ့အရာကနေ career တစ်ခုအဖြစ်ပေါ့နော်စတင်ခဲ့တဲ့အချိန်မှာတန်တွေသိထားသလားဆိုလို့ရှိရင်မ budget တွေအများကြီးနဲ့မဟုတ်ဘဲနဲ့တနိုင်တစ်ပိုင်းနဲ့စတင်ခဲ့တယ်ဆိုပြီးတော့သိထားရတယ်ပေါ့နော်2019ကနေခုချိန်ထိရက်တည်ဖို့ဆိုလို့ရှိရင်တကယ်ဆိုမလွယ်ကူဘူးပေါ့မရဲ့အဲ့လိုမျိုးမှာမလုပ်ငန်းကိုဘယ်လိုစတင်ဖြစ်ခဲ့လဲအခုချိန်ထိရက်တည်နေရဲ့အကြောင်းလေးလည်းတစ်ချက်ပြောပြပေးပါအောင်ရှင်ဟုတ်အဓိကပေါ့နော်အမကဘယ်လိုအရာနဲ့သွားခဲ့ရလဲဆိုလို့ရှိရင်အမရဲ့ငကုမူလဒီ career ကိုစပြောရမယ်ဆိုရင်အမကဒီ floral ဒီအရာတွေနဲ့အမရဲ့ career ကစခဲ့တာမဟုတ်ဘူးအမရဲ့ career ဒီ education background ဘက်ကပေါ့နော်အမက16နှစ်လောက်ထဲကအမဒီ7တန်းပြီးရဲ့အချိန်မှာ guide ဆရာမအဖြစ်နဲ့အမကဒီကလေးတွေကိုစာသင်ခဲ့တယ်ပြီးတော့ language school တစ်ခုမှာဆရာမအနေနဲ့လုပ်ခဲ့ရပေါ့နော်အဲ့ဒီအရွယ်ကစဉ်းစားခဲ့တဲ့အမရဲ့ဒီနောက်9နှစ်10နှစ်လောက်မှာအမဘာဖြစ်မလဲဆိုတာဒီအမဒီတိုင်းပဲရိုးရှင်းရှင်းပဲဒီဆီယာမဖြစ်မယ်လို့အမကိုအမထင်ခဲ့တာပေါ့နော်အဲ့ဒီမှာအမဒီအဲ့လုံကိုလုံနေရင်းနဲ့ဒီမမျှော်လင့်မယ်နဲ့ပေါ့နော်ပညာဒါနပန်းတင်တဲ့တခုကိုအမတွေ့ခဲ့တွေ့ပြီးတော့တွေ့တော့အမစိတ်ဝင်စားပြီးတော့အမရှောက်လိုက်တော့မထင်မှတ်ပဲပါသွားတယ်ပါသွားတော့တက်ကြည့်လိုက်မယ်ဆိုပြီးတော့အဲ့ကနေမှတဆင့်အမရဲ့ဒီ career ဘောကိုရောက်လာတယ်ပေါ့နော်အဲ့တော့အမအရှိမအမငယ်လေးတဲ့ဒီ guide ဆရာမဖြစ်လို့တော့အမမှာ income တစ်ခုရှိရဲအမြဲတမ်းအမဒီຢာလေးတွေကိုစုထားလေးရှိရဲပေါ့နော်တကယ်တမ်းအမဒီတနိုင်တစ်ပိုင်းစလုပ်မယ်ဆိုတဲ့အချိန်မှာဒီအမတငယ်ချင်းတွေမိတ်ဆွေတွေကိုလက်ဆောင်ပေးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပဲအမ page ကိုဖွင့်ခဲ့တာဟိုလိုမျိုးကြီးဒီအလုံးနဲ့အတမွေးအကြောင်းပြုပြင်မယ်လို့လည်းအမကအမမတွေးခဲ့ဘူးပေါ့နော်အဲ့တော့အဲ့ကနေမှတစ်ဆင့်ဒီမှတ်ပဲနဲ့ဒီ career ပေါ်ကိုရောက်သွားခဲ့တယ်ပေါ့နော်အဓိကကတော့အမပြောမယ်ဆိုရင်အမရဲ့ passion ပေါ့နော်ဒီ floral service နဲ့ပတ်သက်တဲ့ဒီ floral အလုပ်ကိုထားတဲ့အမရဲ့ passion ကတော်တော်လေးကိုများတယ်လို့ပြောရမယ်ပေါ့နော်အခုလက်ရှိအချိန်ထိလည်းအဲ့ဒီ passion တစ်ခုနဲ့ပဲအမကဒီ2019ကနေဒီအထိကိုပေါ့နော်ဟိုတောင်းခံနိုင်ခဲ့ရလို့ထင်တယ်ပေါ့နော်တကယ်တမ်းဆိုင်စားဖွင့်ရမယ့်အချိန်မှာလည်းအဲ့ဒီစိတ်တစ်ခုကိုအခြေခံပြီးတော့ပဲအမဆိုင်စားဖွင့်ဖို့အားရအများကြီးရပြီးတော့ဆိုင်ကိုဖွင့်နိုင်ခဲ့တယ်လို့ပြောလို့ရတယ်ညီမလေးဟုတ်တန်တွေမမ page တွေကိုလိုက်ပြီးတော့ကြည့်ရဲ့အချိန်မှာပေါ့နော်မမကဒီ floral service တင်လောက်တာမဟုတ်ဘူးပေါ့နော် floral နဲ့ပတ်သက်တဲ့ class လေးလည်းဖွင့်ထားတာကိုတွေ့တယ်ပေါ့နော်အဲ့တော့じゃအဲ့ဟာလေးရောမမဘယ်လိုကနေစတင်ဖြစ်ခဲ့ရလဲရှင်ဟုတ်ဆန္ဒအရှိမပြောသလိုပေါ့နော်အမရဲ့မူလဒီ career ကဒီဆီယာမဆိုတော့လေဒီ covid ကာလတွေဘာတွေအကြောင်းမျိုးမျိုးတွေအကြောင်းသာအမဒီ career ကိုရပ်နာသွားခဲ့တာပေါ့နော်အဲ့တော့ဒီမှာပဲနေပြတဲ့အချိန်မှာ floral လုပ်ငန်းကအမဒီတောက်လျှောက်လုပ်
ဖြစ်သွားသလိုဖြစ်သွားတယ်အဲ့တော့စာမတင်ရတဲ့အချိန်မှာဘယ်ဖြစ်ပေမဲ့လေငယ်ငယ်လေးကကိုကစာတင်ခဲ့ရသူဆိုတော့လေမသိစိတ်ထဲမှာလေအဲ့လို sharing လုပ်ပေးခြင်းတဲ့စိတ်တစ်ခုကလည်းကို့မှာရှိနေတယ်တိလားအဲ့တော့ငါပြန်ပြီးတော့ပေါ့နော်ဒီ floral လေးကိုလည်းငါ sharing လုပ်ပေးခြင်းလိုက်တာဆိုရဲစိတ်ကလည်းအမမှာရှိတယ်ဒါပေမဲ့ကိုယုံကြည်ချက်တော့တိတ်မရှိသေးဘူးအမဒီစစ်ချင်းစတာဖြစ်တဲ့အတွက်ကြောင့်မို့စစချင်းတစ်နှစ်လောက်မှာတော့အဲ့စိတ်ကမရှိသေးဘူးဒါပေမဲ့နှစ်လောက်မှာအမအဲ့စိတ်ကရှိလာတယ်အဲ့တော့အမဆီအမကိုစီမှာသွားပြီးတော့ခွင့်တောင်းတယ်ဟိုပါပေါ့နော်ဒီချက်အမကဒီအလုပ်လေးကိုပြန်ပြီးတော့ပေါ့နော်ဒီပြန်တင်ခြင်းတယ်ဆိုတဲ့အချိန်မှာအမဒီချက်ကပြောတယ်စနာအမပြောခဲ့ passion ဆိုတဲ့အရာကိုပြန်ကောက်ရမယ်ဆိုရင်ပေါ့နော်ကိုတိုင်းဒီအလုပ်ပေါ်မှာစိတ်ရင်တစ်ခုရှိရမယ်ပြီးတော့ဒီအလုပ်ကကျမလေးရဲ့တခြားအလုပ်တွေတဲ့အသက်မွေးဝမ်းကြောင်းအလုပ်လို့ပြောလို့ရတယ်ပေါ့နော်အဓိကကတော့ဒီအသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်တဲ့အတွက်ကြောင့်မလို့သူတပားကိုတကယ်တည်းသူအလုပ်ပြန်လုပ်လို့ရတယ်ဆိုတဲ့အထီကိုအမတို့ကသင်ပေးနိုင်ရမယ်အဲ့ဒီအရာနဲ့ကိုက်ညီရဆိုရင်တော့သင်ဆိုပြီးတော့အမဆီအမပြောခဲ့တယ်အဲ့တော့โอเคတီချာကလည်းအဲ့လိုပြောတယ်ဆိုရင်တော့အမသင်မဲဆိုတဲ့အချိန်မှာကန်ကောင်းစွာနဲ့အမရဲ့အတိအမတယောက်ကနေပြီးတော့သူ့ကိုပေါ့နော်ဒီဟာလေးသင်ပေးပါလားသူ oversee သွားမှာမို့လို့ဆိုပြီးအမကို offer လုပ်တော့အဲ့မှာအမရဲ့လမ်းစာလေးကပွင့်လာခဲ့တယ်အဲ့မှာအမသူ့တယောက်တည်းပဲသူ့ကိုတယောက်တည်းပဲတင်ခဲ့တယ်အဲ့တော့တင်တော့ကလည်းအမအတော်တယောက်ရဲ့ဒီ site တစ်ခုအပေါ်မှာအမတို့ဒီတိုင်းပဲတင်ခဲ့ရပေါ့နော်ငါရနေမှာအမ page မှာတင်လိုက်တဲ့အချိန်မှာနောက်ထပ်လူလေးတွေ2ယောက်စ3ယောက်စရလာသလို organization နေနဲ့ထိပ်ပြီးတော့လည်းအမအပြင် workshop လေးတွေကိုသွားပေးဖြစ်ခဲ့ရပေါ့နော်တစားနဲ့ဒီ floral ပိုင်းတင်တဲ့အပိုင်းမှာအမကပို့ပြီးတော့အားတန်လာတယ်တင်ပေးခြင်းစိတ်တွေပန်းစည်းလုပ်နေတဲ့ဒီအရာလေးတွေကိုအမတင်တဲ့အပိုင်းကိုကငကိုတွေကလည်းစိတ်ခံမှုတစ်ခုရှိနေပြီးသားဖြစ်တဲ့အတွက်ကြောင့်ပို့ပြီးတော့တင်ပေးခြင်းစိတ်ကပို့ပြီးတော့အားကောင်းလာတယ်လို့အမထင်တယ်ပေါ့နော်ဆိုင်စားပွင့်တဲ့အချိန်မှာလည်းဆိုင်စားပွင့်ပြီး3လလောက်ထဲကနေအမတောက်လျှောက်ဒီ floral class ကို promote လုပ်ခဲ့တယ်တင်တဲ့အပိုင်းမှာလည်းတင်ဒီ basic ကနေစပြီးတော့စစချင်းကတော့တင်တယ်အခုနောက်ပိုင်းမှာဆိုရင်တော့ advanced ပိုင်းတွေပါအမတင်လာပြီပေါ့နော်အဲ့တော့စစချင်းဆိုင်ပွင့်တော့က9ယောက်လောက်တစ်လောက်ပုံမှန်ရလာကနေအခုဆိုလို့ရှိရင်တော့တစ်လောက်ကို15ယောက်နဲ့အယောက်20ကြားအထိကိုရှိလာပြီဒီ2025တစ်နှစ်ပတ်လုံးမှာအမမှာလာတိုင်းမတင်ရတဲ့လဆိုတာမရှိခဲ့ဘူးပေါ့နော်အဲ့တော့ဒီ adverse ပိုင်းတွေကအမတိုးချဲ့ပြီးတော့ဖွင့်လာနိုင်ခဲ့တယ်အဲ့တခုတည်းနဲ့ပေါ့နော်နောက်နှစ်ပိုင်းခြားမှာလည်းအမကဒီ wedding ပေါ့နော်လက်ကင်ပန်းလေးတွေဒီအဲ့လိုမျိုးဒီ welcome book တွေပါတင်ဖို့အထီကိုအမမျှော်မှန်းထားတယ်floral class တွေကတော့အမကတဖြည်းဖြည်းနဲ့ပေါ့နော်ဒါအမအတွက် upgrade လုပ်လာတဲ့အရာကြီးလို့မှန်းပြီးတော့အများကြီးတော့ဖွင့်ဖို့လည်းရှိပါသေးတယ်ရှင်ကဲပါမအတန်းလေးလည်းမျောနေပါပဲပေါ့နော်အခုနကမမပြောတာလေးကိုနားထောင်ရင်းနဲ့တန်တယ်စဉ်းစားမိတာပေါ့မဒီ Untitled Space ကိုကဒီ Floral Service အပြင်ဒီ class တွေဖွင့်ဖို့အတွက်ရည်ရွယ်ပြီးများဖွင့်ခဲ့သလားမမအဲအဲ့လိုမျိုးဆိုတာထက်လေအဓိကကပေါ့နော်အမဒီ Untitled Space ကိုဖွင့်ခဲ့တဲ့ဟာလေဆက်ချင်းတုန်းကပေါ့ဒီတိုင်းပဲညီမလေးရဲ့ဒီ floral အပြင်ပေါ့နော်ကိုပြန်မေးရဒီ floral service တစ်ခုရဲ့နဲ့ဒီရက်တည်နိုင်ပါမလားဆိုင်ဖွင့်တဲ့အချိန်မှာဘာလို့လဲဆိုတော့အမကကိုလုပ်ခဲ့တဲ့ဟာကအိမ်မှာပဲလုပ်ခဲ့တဲ့အရာကြတော့အမတို့ကဒီအိမ်စရိတ်တွေပါပေးရအောင်လေဒီကိုပဲ organization နဲ့တွားတင်လို့ရှိရင်အမတို့မှာဒီအရာတွေကမလိုအပ်နေဘူးဒါပေမဲ့ကိုတကယ်ဆိုင်ဖွင့်ပြီဆိုတဲ့အချိန်မှာဆိုင်ကန်းငါ့တွေပါရှိရယ်ဝန်ထမ်းကရှိမယ်အဲ့ဒါတွေကိုအမားတို့က back cover လုပ်နိုင်ရဲ့လားကိုမေးရယ်အဲ့ချိန်မှာအမားတို့ဒီလုပ်ငန်းနောက်တစ်ခုပါပေါ့နော်တွဲလုပ်ချင်တယ်ဆိုတဲ့စိတ်ကအမစီမှာရှိလာတယ်တော့ဘာလုပ်မလဲအမမှာဘာရှိလဲအမအဲ့လိုမျိုးကိုပြန်စဉ်းစားတော့အမဒီလုပ်တတ်တာဆိုလို့ပန်းစီတာဟမိတ်တမာပေါ့နော်ပြောရမယ်ဆိုရင်ဒါပဲလုပ်တတ်တယ်အဲ့တော့ငါကဘာဖြစ်လို့အပြင်မှာလိုက်တင်လို့ရရဲ့ဒါနဲ့ရောဒီဆိုင်ဖွင့်ချင်တာလဲဆိုတော့အပြင်မှာလိုက်တင်ရတဲ့အခါမှာအမတို့မှာမမျှော်လင့်တဲ့ cost တွေရှိပြီးတော့ကိုတကယ်ပြန်ရလိုက်တဲ့အရာဘာမှဒီလောက်ကြီးပြန်မရခဲ့ဘူးညီမလေးရဲ့အဲ့တော့အဲ့လိုကိုလူတွေအတွက်လည်းအမက space လေးတစ်ခုဖွင့်ချင်တယ်ပြီးတော့ဒီပန်းနဲ့အတူတွဲနေတာက main clear ရဲ့စိတ်ကူကပန်းဆိုင်ဖွင့်နေဆို coffee ဆိုင်ဖွင့်ချင်ကြတယ်လေဒါပေမဲ့အဲ့လို coffee ဆိုင်ဖွင့်ဖို့အတွက်လည်းအမတို့မှာ budget အများကြီးကလည်းမရှိနေပြန်ဘူးအဲ့တော့ရှိရဲ့ budget amount နဲ့ဒီ coffee ဆိုင်ကိုဆန္ဒပြောတဲ့ space လေးတစ်ခုကိုအမတို့ဘယ်လို cover လုပ်လို့ရမလဲဆိုပြီးတော့အမတို့ team နဲ့တိုင်ပင်ပြီးတော့ untitled space ဆိုပြီးတော့နာမည်ပေးခဲ့တယ်အမတို့ရဲ့ဆိုင်နာမည်အတိုင်းပဲခေါင်းစဉ်မရှိဘူးအမတို့ရဲ့ဆိုင်မှာသတ်မှတ်ချက်မရှိဘူးဒီ space လားအမတို့ကဘာကိုရောင်းနေရလဲအဲ့လိုမျိုးလာမေးကြရပေါ့နော်အဓိကအမတို့က feeling တစ်ခုကိုအမတို့ကပေးခြင်းတယ်ဆိုတဲ့စိတ်နဲ့အမတို့ကဒီ untitled space ကိုစဖွင့်နေကအမတို့ရဲ့ရည်ရွယ်ချက်တစ်ခုထားခဲ့တယ်အဲ့ဒီရည်ရွယ်ချက်လေးအတိုင်းပဲအခုဒီနှစ်တာကာလအတွင်းမှာပေါ့နော်ရောက်လာခဲ့ပြီအမားတို့မှာ cash flow အင်အားအရင်မရှိတဲ့အတွက်ကြောင့်မို့အမားတို့ကတရွေ့ရွေ့နဲ့ပဲရွေ့လာခဲ့ရတဲ့အရာပေါ့နော်စကြည့်ရတော့အမားတို့ဒီ coffee ဘိုင်းမှာဆိုလည်းအမားတို့အများကြီးထည့်နိုင် menu လေး3-4ခုပဲပြီးတော့ activity cafe လို့လုပ်ချင်ပြီးမှအမားတို့မှာအဲ့ activities တွေ
သုံးဖို့အတွက် material တွေကအဲ့လောက်ကြီးတိမဝင်နိုင်ခဲ့ဘူးအဲ့တော့အလွယ်တကူဝယ်လို့ရတဲ့ဒီအိုးပုတ်လေးတွေပြန်သုံးလို့တော့မရဘူးဒါပေမဲ့အမှတ်တရသိမ်းလို့ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့အမတို့သွားခဲ့တယ်ပြီးတော့အမတို့နောက်ထပ်ဒီ handmade သမားတွေနဲ့လည်းအမတို့ချိတ်ဆက်မယ်ဆိုပြီးတော့ပေါ့နော်အမတို့ announce လုပ်တယ်ပြီးတော့ဒီလူငယ်အဖွဲ့အစည်းတွေဒီမှာလို့နိုဟန်ကစုံတို့ဘာလို့နဲ့လည်းအမတို့ချိတ်ဆက်ခဲ့တယ်အမတို့ဘက်က space ပေးမယ်လာပြီးတော့အမတို့ကိုဆိုင်မှာလာပြီးတော့ activities တွေလုပ်လို့ရတယ် conversation club တွေလူငယ်တွေလုပ်လို့ရတယ်ဆိုပြီးတော့အမတို့ announce လုပ်ပြီးတော့ဒီလိုကနေပဲအမတို့ချိတ်ဆက်လာခဲ့တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးအမတင်တန်းဖွင့်ဖို့ရည်ရွယ်ပြီးတော့ United Space ကိုစခဲ့ရတော့မဟုတ်ဘူးဒါပေမဲ့အမတို့လို handmade သမားတွေအတွက်တော့ space လေးတစ်ခုပေးခြင်းနဲ့အဲ့တော့ဆက်စချင်းကတော့ announce လုပ်ဖို့ကတော့မလွယ်ကူခဲ့ဘူးအမတို့သာ announce လုပ်တယ်အမတို့ရဲ့ target ကိုနားမလဲတာကတကြောင်ပြီးတော့အမတို့ကိုယ်တိုင်လည်းရှင်းရှင်းလင်းလင်းပေါ့နော် communicate မလုပ်နိုင်သေးတာတကြောင်အဲ့တော့ထင်တယ်လို့တော့အမတို့ဟိုပေါ့ကြာခဲ့တယ်ပေါ့နော်အရွေလေးတစ်ခုကဒါပေမဲ့တဖြည်းဖြည်းချင်းနဲ့အမတို့ဒီ2025ထဲမှာဆိုရင်တော့ Anti-Death Space ကလူငယ်ကြားထဲမှာကော Antiquities Cafe တစ်ခုအနေနဲ့ရောနည်းနည်းလေးနာမည်ရလာတယ်အခုဆိုလို့ရှိရင်တော့အမတို့ရဲ့ target ဖြစ်တဲ့အပတ်စဉ်ဒီပေါ် handmade သမားတွေနဲ့workshop တွေလုပ်နိုင်တာတွေရောတစ်လားတစ်ခါ activities တွေလုပ်လာနိုင်တာတွေကောပြီးတော့ DIY တွေဆိုလို့ရှိရင်လည်းအမတို့ materials တွေပေါ့နော်အများကြီး update လုပ်လာနိုင်ခဲ့တယ် menu ပိုင်းမှာဆိုလို့ရှိရင်လည်းအမတို့ update လုပ်လာနိုင်ခဲ့ရပေါ့နော်ဆိုတော့အဲ့လိုရည်ရွယ်ချက်လေးနဲ့တော့စခဲ့ရပါညီမလေးဟုတ်မမဖူနားထောင်အောင်တက်လောက်ဆိုလို့ရှိရင်မမပန်းတွေလည်းထိုးတယ်တင်တန်းတွေလည်းတင်တယ်ပန်းဆိုင်ပိုင်ရှင်လို့ပြောလို့ရှိရင်လည်းဟုတ်တယ်ပေါ့နော်ပြီးလို့ရှိရင် coffee ဆိုင်ပိုင်ရှင်ဆိုလည်းမမပြောဆိုမမဒီလုပ်ငန်းတွေအားလုံးကို smooth ဖြစ်နဲ့ run နိုင်အောင်ဘယ်လို manage လုပ်လဲရှင်အာအဲ့ဒါလေပြောလို့လွယ်တာတိလားညီမလေးရဲ့တကယ်တမ်းကလေအရင် struggle ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့အမအတွက်ကပန်းအနေနဲ့ဆိုလို့ရှိရင်တော့မခက်ခဲဘူး floral service အနေနဲ့ပေါ့နော်ဘာလို့လဲဆိုတော့အမ2019ရဲကဒီအလုပ်ကိုလုပ်လာတာအမမှာ9နှစ်အခုဆိုလို့ရှိရင်9နှစ်အတွေ့အကြုံရှိနေပြီအဲ့တော့အမဘယ်လို supply တွေဘယ်လို material သုံးရမလဲ okay ဒီ supply တွေအခုဆိုရင်ပစ္စည်းသွင်းရတာခက်တယ်လေဒီ supply တွေမရှိရင်အမတို့ဘာတွေနဲ့အစားထိုးမလဲအမကဒါရသိနေပြီညီမလေးရဲ့ပြီးတော့ဆိုင်စားဖွင့်နေရအမက floral ကတော့လုံးဝအမနားလဲပြီးသားအလုပ်ဖြစ်တယ်ဒါပေမဲ့ entire space ကြတော့အမတို့ကစဖွင့်နေရပေါ့နော်စတော့ကစဉ်းစားတာကတော့ဒီတိုင်းရိုးရိုးရှင်းရှင်းဆိုင်လေးတစ်ခုပဲမဲ့တဖြည်းဖြည်းချင်းနဲ့ကိုယ့်ရဲ့လောဘလည်းပါလာတယ်လို့ကိုကလေဖြစ်ချင်တဲ့ဒီဆိုင်လေးကိုကြတော့လေသိလားအဲ့အတွက်ကြောင့်မလို့လေထင်သလောက်မလွယ်ကူခဲ့ဘူးထင်စချင်းစားခဲ့တဲ့အရာနဲ့ကိုရှောက်ရတဲ့လမ်းဒီဂျားထဲမှာပေါ့နော်အဟန်လေးတွေဒါလေးရှိလာတဲ့အခါမှာလေအရန်ကိုသူ struggle ရတယ်ပြီးတော့အဲ့ပစ္စည်းတွေအမတို့မှမသိခဲ့တာဖြစ်တဲ့အတွက်ကြောင့်လို့အမဒီပစ္စည်းရဲ့အပိုင်းမှာနားလဲအောင်အမတို့လုပ်ရတယ်ပြီးတော့ဒီလိုအဖွဲ့အစည်းနဲ့စကားပြောပါညာဆိုရင်အမဒီပန်းပဲစီးတတ်တာအဲ့လိုမျိုး communicate လုပ်ဖို့တွေကလည်းအမတို့အရန်ခက်ခဲခဲ့တယ်ပေါ့နော်အဲ့တော့အတွေ့အကြုံတွေကပဲတင်သွားတယ်လို့ပြောလို့ရတယ်ပေါ့နော်ကိုဒီအမဒီ2024တစ်နှစ်ပတ်လုံးကအမနဲ့ဒီ2025အမနဲ့ဆိုလည်းအမလုံးဝကွာခြားသွားတယ်ပေါ့နော်ကိုကအတိဆုံးလူကကိုညာလို့မရဘူးပေါ့နော်အမဒီအရင်တုန်းကလူတွေနဲ့ communicate လုပ်ရတာအရင်ခက်ခဲခဲ့တယ်ဒါပေမဲ့အမရဲ့အလုပ်အတွေ့အကြုံတွေကအမဒီနောက်ပိုင်းမှာ communicate လုပ်ရတာလွယ်လာတယ်လွယ်အောင်လဲအမအရင်ကြိုးစားရတယ်ပြီးတော့အဲ့လိုပစ္စည်းသွင်းတာတွေပါဆိုလို့ရှိရင်လည်းအဲ့ဒီအပိုင်းတွေလည်း manage လုပ်ရတယ်ပေါ့နော်အဲ့တော့အမကမှုနှစ်ခုနဲ့ဖြတ်တန်းတယ်အလုံးနှစ်ခုပေါ့နော်floral ဘိုင်းကကြတော့အမကအမအဲ့ဒီ career နဲ့ပတ်စံရှာနေတဲ့သူအမရဲ့ main income ပေါ့နော်အမတင်တန်းနေပြရဲပန်းစင်တွေရောင်းတယ်အဲ့ရနေမှာတက်စင်အမတီဒီအခု Valentine နီးလာပြီဆိုအမပန်းစင်တွေရောင်းမယ်အဲ့ရနေအမက main income တခုအမရတယ်အဲ့တော့ customer တွေစီကိုအမကဒီအလုပ်တစ်ခုပြန်ရောင်းပြီးတော့အမပြန်ရတယ်ပေါ့နော်အဲ့တော့ဒါအမရဲ့ main income Anti space ကတော့အဲ့လိုမဟုတ်ဘူးညီမလေးရဲ့အမတို့ကဆိုင်လာတဲ့သူတွေအပေါ်မှာတွေကငကိုတွေကအမတို့ကဒီအမတို့မှာရည်ရွယ်ချက်ရှိခဲ့ပေါ့နော်အဲ့ဒီရည်ရွယ်ချက်ကလေးကိုဖြစ်အောင် Anti space ကိုအမတို့ကပုံသွင်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အမတို့ဆိုင်ကိုလာလို့အဲ့ဒီပေါ့နော်ဒီခုနောက်ပိုင်းဆိုဒီရက်ပိုင်းနေဆိုလာကြတဲ့ညီမလေးပြောကြသူတယောက်တည်းလာကြတယ်ဒါပေမဲ့အမရဲ့ဆိုင်လေးမှာအေးချမ်းလိုက်တာအမရဲ့ဆိုင်မှာနေရပျော်လိုက်တာပြီးတော့အဖွဲ့အစည်းတွေဆိုလည်းအမရဲ့ဆိုင်လောက်ရတာအရင်အဆင်ပြေရပဲဆိုတော့ feedback တွေကအမမှာဘာနဲ့မှမတူဘူးပေါ့နော်ပြီးတော့ဒီ art and craft နဲ့ပတ်သက်တဲ့အရာတွေကိုလည်းပို့ပြီး promote လုပ်လာနိုင်လို့အမထင်တယ်ပေါ့နော်ဒီနောက်ပိုင်းနေမှာပြီးတော့ activities တွေလုပ်လို့ရတယ်ဆိုလဲဒီ handmade ညီမလေးတွေဆိုလို့ရှိရင်အမကြောင့်တမီးတို့ဒီတင်တန်းတင်ဖို့လမ်းစာတွေရလာတယ်ဆိုတော့လေကိုကဘာမှမဟုတ်ပေမဲ့လေဒီ anti space နဲ့ပတ်သက်ပြီးတော့
ပတ်နေသမျှလူတွေအကုန်လုံးစီက feedback ကအဲ့လိုကြားရတဲ့အချိန်မှာအမတို့ဒီရှေ့ဆက်ဖို့အတွက် manage လုပ်ဖို့အတွက်တွေကလေပို့ပြီးတော့အားရှိလာတယ်။စတော့ငါပန်းပဲလုပ်တော့မယ်ဒီပန်းကိုငါလက်လျှော့လိုက်ရမလားဆိုတဲ့စိတ်ခံစားချက်တွေလည်းအများကြီးရှိခဲ့တယ်။အမအိမ်ကအစားပေါ့နော်ပန်းကကိုယ့်ကို income တစ်ခုရှိနေပြီဘာလို့ဒီဟာကိုပင်ပန်းခံပြီးလုပ်နေမှာလဲဆိုတဲ့စကားတွေလည်းအမတို့မှာရှိခဲ့တယ်အမမှာပေါ့အဲ့တော့အဲ့ဒီ feedback တွေကနေပဲတဆင့်သွားခဲ့အဲ့တော့အမမှုနှစ်ခုနဲ့ဖြတ်တန်းပြီးတော့အဲ့ဒီမှုနှစ်ခုလုံးကိုအမ balance ကြနဲ့တော့အခုထိသွားနေနိုင်သေးရဲ့ပေါ့နော်အခုထိတော့အမ manage လုပ်နိုင်နေသေးရဲ့လို့ပြောလို့ရမယ်ပေါ့နော်ဟုတ်ဟုတ်ကဲ့ပါမမမှာဆိုလို့ရှိရင် entrepreneur mindset ကအပြည့်ရှိတာပေါ့နော်အဲ့တော့မမလိုမျိုးပဲဒီလိုမျိုးကိုယ့်ရဲ့ဝါသနာနဲ့ career တစ်ခုကိုကူးပြောင်းခြင်းနဲ့လူငယ်တွေလည်းအများကြီးရှိမယ်ပေါ့နော်ခုနားထောင်နေတဲ့မှာလည်းအများကြီးပါမှာဆိုအဲ့လိုလူငယ်တွေအတွက်လည်းမမ tips လေးတွေပေါ့နော်စောင်းရန်ရှောင်းရန် tips လေးတွေနည်းနည်းလောက်ဝင်မျှပေးပါအောင်ရှင်ဆောက်ရဆိုတာထက်ပေါ့နော်အမရဲ့အတွေ့အကြုံညာပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်အမဒီဟိုလိုလေ business mindset ကြီးအပြည့်ကြီးနဲ့စီးပွားရေးစလုပ်တဲ့သူမဟုတ်ပါဘူးအမကပန်းပဲစီးတတ်တာပါဒါအမရဲ့ဒါရိုးသားစွာပြောခြင်းပေါ့နော်အမပန်းပဲစီးတတ်တဲ့ florist တယောက်ပါပြီးတော့အမရဲ့ family background ဆိုတာကလည်းဒီစီးပွားရေးနဲ့ဆက်နေတဲ့လူတွေမဟုတ်ဘူးရိုးရိုးသားမယ်မိသားစုဖြစ်တယ်အဲ့ဒါကြောင့်မလို့လုပ်ငန်းစတဲ့အခါမှာလည်းအမကတကယ်တမ်းကအမပန်းပဲစီးပြီးပန်းရောင်းမယ်ပန်းရတဲ့ဝင်ငွေနဲ့လဲပတ်မယ်အမခေါင်းထဲမှာအဲ့ဒါတခုပဲရှိခဲ့တယ် Anti space ကတော့လေ okay ငါတို့ဒါလုပ်မယ်ဝင်ငွေထွက်ငွေစာအုပ်လေးရှိရပြီလို့ပဲအမရိုးရိုးရှင်းထင်ခဲ့ရပါတော့เนาะအဲ့တော့စစချင်းကတော့အဲ့လောက်ထိအခက်အခဲမရှိသေးဘူးဘာကိုစိုက်စားဖွင့်ရတော့ပျော်တာဗောဒီမှာလေးရဲ့တခြားမှာငါသွားတင်စရာမလိုတော့ဘူးငါပြီးတော့နှစ်ခုလုံးကိုလုံးချင်တဲ့အရာနှစ်ခုလုံးကိုလုပ်နေရဆိုပြီးပျော်တာဒါပေမဲ့ဘယ်ချိန်လောက်မှကိုကတိလာလဲဆိုဖွင့်ပြီး6လလောက်မှာစစချင်းကတော့အမတို့ကဒီတစ်နှစ်စာသွင်းထားရပေါ့နော်အဲ့တော့နည်းနည်းအပူပင်ရောနေ6လလောက်မှာငါနောက်တစ်နှစ်ကိုငါဘာနဲ့ပေးမှာလဲသိလားပြီးတော့ငါဝန်ထမ်းတွေကိုလစဉ်လာတိုင်းပေါ့နော်ငါအိတ်ဆိုင်မှာလားရှိပြပတ်စံကိုပဲငါထုတ်သုံးမှာလားစုထားတဲ့ပတ်စံကုန်သွားရောဆိုပြီးတော့အဲ့ဒီအတွေးကြီးအများကြီးဝင်လာရပေါ့နော်ပြီးတော့အမားတို့ handmade သမားတော်တော်များများရဲ့အတွေးရပေါ့နော်handmade ပဲလုပ်ချင်တယ်တခြားစီးပွားရေးမလုပ်ချင်ဘူးအဲ့လိုလုပ်လို့မရဘူးအဲ့လိုလုပ်မယ်ဆိုလို့ရှိရင်တော့ဆိုင်မဖွင့်ပါနဲ့လို့အမကပြောချင်တယ်ကိုယ့်အကိုတနိုင်တစ်ပိုင်းအိမ်မှာပဲပေါ့နော်အိမ်မှာကြာရင်အိမ်စရိတ်မကုန်ဘူးပေါ့နော်ကိုယ့်အကိုလုပ်လို့ရတယ်အိမ်မှာပဲလုပ်ပါလို့တကယ်တမ်းကိုဒီဆိုင်ဖွင့်မယ်ဝန်ထမ်းငှားမယ်ဆိုင်ငန်းစရိတ်တွေပူပန်ရမယ်ဆိုလို့ရှိရင်အဲ့လို mindset နဲ့တော့မရပါဘူးပြီးတော့စိတ်ပိုင်းဆိုင်ရာကိုပေါ့နော်အရင် strong ဖြစ်ရမယ်စိတ်ပိုင်းဆိုင်ရာ strong မဖြစ်လို့ရှိရင်လည်းကိုကcustomer လာတဲ့အချိန်ပြောပေးမယ် customer မလာတဲ့အခါကြီးလည်းရှိရပေါ့နော်အဲ့ဒီဟာတွေကိုလည်းကိုကမမြင်ရတဲ့ပြဿနာတွေဆိုတာလည်းအများကြီးရှိရခုနပြောရမယ်ဆိုလို့ရှိရင်အမတို့မမြင်ရတဲ့ပြဿနာတွေမှာဒီတဘာဝဘေးငလျင်ပေါ့အမတို့ဆိုငလျင်တန်းလေးကြုံခဲ့ရတယ်ပြီးတော့နောက်တစ်ခုကကြတော့တခြားဒီအခြေအနေအမျိုးမျိုးတွေပေါ့နော်အဲ့လိုအခြေအနေမျိုးတွေမှာဆိုလို့ရှိရင်ဒီတစ်လဒီ sales ဒီ high ဖြစ်ပြီးနောက်တစ်လဒီကျသွားတယ်အဲ့လိုအခြေအနေတွေကိုလည်းကိုကကြိုပြီးတော့မှန်းစာထားဖို့တွေလိုအပ်တယ်ဟိုလိုမျိုးကြီးကိုငါ handmade ပဲလုပ်မယ်ဒါ handmade မမဟုတ်ပါဘူးเนาะတခြား business လည်းအတူတူပဲဒါပေမဲ့cash flow ကောင်းတစ်ခုရှိပြီးတော့ဒီပေါ့เนาะဒီကို့မှာ business စလုပ်ဖို့ ready ဖြစ်နေတဲ့သူတွေကိုအမမဆိုလိုပါဘူးအမတို့လိုတနိုင်တစ်ပိုင်း budget နဲ့သွားနေတဲ့သူတွေအတွက်ဒါအမဆိုလိုပါတယ်အဲ့တော့အဲ့လိုမျိုးလုပ်မယ်ဆိုလို့ရှိရင်เนาะအမတို့တေးချာလေးဒီ finance နဲ့ပတ်သက်တဲ့အပိုင်းတွေကိုပါသိဖို့လိုပါတယ်ဒီဝင်ငွေထွက်ငွေနှစ်ခုလည်းသိလို့မရပါဘူး expense နဲ့ပတ်သက်တာတွေဒီ expand နေမှာမမြင်ရတဲ့ expand နေမမြင်လာရတဲ့ဒီပေါ့နော်အခြေအနေတွေကိုလည်းအမတို့တွက်ချက်ထားဖို့လိုပါတယ်အမရဲ့ဒီအတွေ့အကြုံရအမဒီ2024မှာအမဘာမှကိုဒါတွေကိုသိပ်မစင်စားခဲ့တဲ့သူပေါ့နော်တကယ်တမ်းအမနဖူးတွေ့ရင်ဆိုင်လာတဲ့အချိန်မှာတော့အမခေါင်းနဲ့ဝင်လာတာပါငါပတ်ဆက်ရှာမှဖြစ်တော့မယ်ငါကောင်း manage လုပ်နိုင်မှsustain ဖြစ်မယ်ပေါ့နော်ငါလုပ်ငန်းကအဲ့တော့ငါကဘာလဲတစ်နှစ်လောက်ဖွင့်ပြီးငါရက်လိုက်ချင်တာလားအမအမြဲတမ်းကိုပဲစကားပြောပြတဲ့သူဆိုတော့လေအဲ့တော့အမ sustain ဖြစ်တဲ့ business ကိုရပ်တည်ဖို့အတွက်ကိုငါဘယ်လိုလုပ်ရမလဲပြီးတော့အမအဲ့ရှင်းမလည်းပြောခဲ့အမဒီတစ်နှစ်လုံးကအမဆိုင်မှာပဲနေခဲ့ပြီးတော့လူတွေနဲ့ networking နေပါတယ်အဲ့လောက်ကြီးမလုပ်ခဲ့ဘူးမလုပ်ချင်ခဲ့ဘူးပေါ့နော်တကယ်အဲ့လိုလုပ်လို့မရပါဘူးစီးပွားရေးတစ်ခုလုပ်မယ်ဆိုလို့ရှိရင်ကိုနဲ့သက်ဆိုင်တဲ့အတိုင်းအဝိုင်းတစ်ခုဘလောက်ပဲကိုဒီ networking ကိုဒီဘလောက်ပဲဒီ introvert ဖြစ်တယ်ပဲပြောပေါ့နော်ဒီကိုနဲ့သက်ဆိုင်တဲ့အလုပ်မှာရှိတဲ့ networking တွေကိုတော့ကိုကသိနေဖို့လိုပါတယ်အမတို့ဆိုလို့ရှိရင်ဒီလူငယ်အဖွဲ့အစည်းတွေနဲ့အမတို့ communicate လုပ်ရတယ်ဒီသက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ networking တွေလုပ်မှသာဒီအမတို့စီကိုပြန်ပြီးတော့ဒီဟာကြီးကအကျိုးပြုမှာပေါ့နော်အမအဲ့လိုမျိုးတွေကိုအမအများကြီးတွေးခဲ့တယ်တွေးပြီးတော့အမဒီ
ဒီစီးပွားရေးတင်နန်းနေပေါ့နော်ဒီအမျိုးသမီးတွေနဲ့သက်ဆိုင်တဲ့အဖွဲ့အစည်းတွေကနေဖွင့်တဲ့ဒီ free ဖွင့်တဲ့ပေါ့နော်အဲ့ဒီအဖွဲ့အစည်းတွေကဖွင့်တဲ့တင်နန်းတွေကိုအမ join ခဲ့တယ်တင်နန်းတစ်ခုစတက်ပြီးတဲ့အချိန်မှာအမရဲ့ mindset တည်လုံးဝကိုပြောင်းလဲရမယ်ဆိုတာကိုအမနားလည်လာတယ်အမစီးပွားရေးလုပ်မယ်ဆိုရင်စီးပွားရေး mindset တစ်ခုရှိရမယ် marketing ပြင်ဆင်ရမယ် finance နဲ့ပတ်သက်ပြီးတော့ဒီ financial literacy ဘိုင်းနဲ့အမသိရမယ်ဆိုတာအများကြီးမှကောင်းနေဝင်လာတယ်အဲ့တော့နောက်ထပ်တင်တဲ့နှစ်ခုလောက်တက်ပြီးတဲ့အချိန်မှာတော့အမဒီအပိုင်းတွေကိုပါလုံလာနိုင်တယ်ပေါ့နော်အဲ့တော့ဟိုလေအမပြောချင်တာကလေအရာရာတိုင်းသိရနေရမယ်လို့မဟုတ်ပါဘူးကိုလုပ်ငန်းနဲ့ပတ်သက်တဲ့အရာရာတိုင်းကိုတော့တိမိခောက်မိလောက်နားလည်ရမယ်နော်လို့ပေါ့နော်ဟိုစနပြောသူ cash flow ရှိတဲ့သူကတော့ finance ငားလိုက်မယ် accountant ငားလိုက်မယ်ဒါပေမဲ့အမားတို့လိုတနိုင်တစ်ပိုင်ဒီ SME အသေးတွေအတွက်ကြတော့အဲ့လိုမျိုးမငားနိုင်ဘူးဆိုလို့ရှိရင်တော့တိမိခောက်မိလောက်အောင်တော့အမားတို့နားလည်ရမယ်အဲ့လိုနားလည်မှသာဒီကိုယ့်လုပ်ငန်း sustain ဖြစ်ဖို့အတွက်ကိုအမားတို့အဆင်ပြေမှာဖြစ်တယ်အခုဆိုရင်အမ marketing plan တွေ6လစာ activities တွေ6လစာအမားတို့အဲ့လိုဆွဲနိုင်လာခဲ့ပြီး finance အပိုင်းမှာဆိုလို့ရှိရင်လည်းအမားတို့ဒီတွက်ချက်တာတွေပိုင်းတွေကလေအဆင်ပြေလာပြီအဲ့လိုမျိုးကြီးအဆင်ပြေလာတဲ့အခါလေကိုယ့်လုပ်ငန်းရဲ့ sales ကလည်းတိတိတတ်တာအောင်မြင့်လာတယ်ပေါ့နော်ဒါကတော့ဒါအမရဲ့အတွေ့အကြုံအရဒါအမကတစ်ချက် sharing လုပ်ပြီးတဲ့အပိုင်းလေးပါဒီကတော့နောက်ပိုင်းတော့အရေးကြီးဆုံးတော့စိတ်ပိုင်းဆိုင်ရာအဲ့လိုမျိုးအခြေအနေအရရက်အတွက်ကိုဒီ strong ဖြစ်နေရမယ်အဲ့ဒါလေးတွေကတော့ဒါအတွေ့အကြုံပေါ်မူတည်ပြီးတော့ပြောတဲ့အရာလေးတွေပဲဖြစ်ပါတယ်ကဲပါအမကြီးအဲ့ဆိုနားထောင်နေတဲ့လူတွေအနေနဲ့ဆိုလို့ရှိရင်တနင်္ဂနွေ networking ကောင်းကောင်းရှိရမယ်ပြီးလို့ရှိရင်တနင်္ဂနွေဘာပဲဖြစ်ဖြစ်ပေါ့နော်မရက်လိုက်ပဲနဲ့လေးလာနေရမယ်ပေါ့နော်မမပြောချင်တဲ့ဒိတ်ပဲရတောက်လျှောက်လေးလာနေရမယ်ပြီးလို့ရှိရင် strong mindset ပေါ့နော်အရန်ကိုပြင်းပြနေတဲ့စိတ်ရှိမှတော့ခံနိုင်မယ်လို့ထင်တယ်ဒီမှာလည်းပေါ့နော် mention လုပ်သွားတာတနင်္ဂနွေစိတ်သက်ကြရဲ့ချိန်လေးရှိရဒီခုနှစ်နှစ်တာအတွင်းမှာပေါ့စိတ်သက်ကြရဲ့ချိန်လေးရှိရလက်လျှော့ခြင်းတဲ့ချိန်လေးရှိရပေါ့နော်ပြီးတော့တနင်္ဂနွေရဲ့ဒီလောကကြီးရဲ့ဖြစ်တည်မှုအရာကွာလေဖြစ်ချင်တဲ့အရာအကုန်ဖြစ်စေအောင်ဖွာဆိုပြီးတော့လုံးလို့လည်းမရဘူးပေါ့နော်အဲ့လိုမျိုးမှစိတ်သက်ကြရဲ့ချိန်လေးစိတ်ပင်ပန်းတဲ့အချိန်လေးကျုံလာရတဲ့အချိန်လေးပေါ့နော်ကိုဖြစ်ချင်တဲ့ result အတွက်ကိုအများကြီးကြိုးပမ်းနေအားထုတ်တယ်ဒါပေမဲ့အဲ့ result ကိုရမလာဘူးဆိုရင်အချိန်လေးမှာမကိုဘယ်လို mental control လုပ်လဲပေါ့နော်ဒီကတော့လေဟိုပါပေါ့ဒီအရေးကြီးတာတခုကလေအမလုပ်တဲ့လုပ်ငန်းနှစ်ခုလုံးဒီဟို mentally အရာပေါ့နော်သူများကိုပျော်အောင်လုပ်နေတဲ့အလုပ်တွေပေါ့နော် floral service ဆိုလို့ရှိရင်လည်းအမကကိုစိတ်ပိုင်းဆိုင်ရာအစီအပြင်တွေမှာကိုစီးလိုက်တဲ့ပန်းတွေလှမယ်နောက်တစ်ခုတင်နန်းတင်ရတာကလေအမတို့ကစိတ်ပိုင်းဆိုင်ရာပေါ့နော်ကိုကရိုးရိုးစာတင်တာနဲ့မတူဘူးဒီသူတို့ကိုတက်စေခြင်းတဲ့အရာပေါ့နော်တမွေးတော့ပြန်လုံးမဲ့သူတွေဖြစ်တဲ့အရန်စိတ်ရှည်ရတယ်သိလားအဲ့တော့အမကလေအဲ့ဒီချိန်တွေမှာစိတ်ရှည်ပြီးတော့ပေါ့နော်အိမ်ရောက်တဲ့အချိန်မှာလေစိတ်မရှိတဲ့အခိုက်အတန့်တွေလည်းအမအများကြီးကြုံခဲ့ရတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကဒီ United Space ဆိုလို့ရှိရင်လည်းဒီ art and craft လုပ်ပြီးတော့ mentally ရစိတ်ပိုင်းဆိုင်ရာပေါ့နော်အဆင်ပြေတယ်အမကိုယ်တိုင်လည်းဒီအဖွဲ့အစည်းနဲ့ချိတ်ပြီးတော့ဒီ program တွေ activities တွေကိုလုပ်နေတဲ့သူပြီးတော့ကိုစဉ်းစားရတယ်အဲ့လိုကြီးလုပ်နေပြီးငါကိုယ်တိုင်ရောအဆင်ပြေနေလားပေါ့နော်အမစဉ်းစားရတယ်အဲ့တော့အမအဆင်ပြေနေမှဖြစ်မယ်ပေါ့နော်အဲ့လိုလူတစ်ယောက်ဖြစ်နေပြီးတော့အမအဆင်မပြေအမလုပ်နေတဲ့လုပ်တွေကအလဟတ်တက်ဖြစ်မယ်လို့အမတွေးထားတယ်လူဆိုတော့တစ်ချိန်လုံးတော့ပြောမနေနိုင်ဘူးညီမလေးရဲ့အဲ့လိုစိတ်တက်ကြတဲ့အချိန်ဆိုတာရှိရပဲအမကပိုဆိုးတာတကွာအမက emotion နဲ့အရန်ဖြစ်တဲ့ထဲမှာပါတယ်ဘာလို့လဲဆိုတော့အမအဲ့လိုသူများတစ်ခုခုပြောလိုက်ရင်တော့အမအဲ့လိုမခံနိုင်ဘူးအရင်တော့ဆိုလို့ရှိရင်လေဒါပေမဲ့အခုဆိုရင်တော့အမတော်တော်လေးဒူဘေတာဘေကိုခံနေနိုင်ပြီပေါ့နော်အဲ့လိုပြောလို့ရှိရင်လည်းအဲ့လို neglect လုပ်နိုင်စွမ်းနေတယ်ရှိလာနိုင်ပြီဒါမှဒါတော်တော်လေးအရင်ရင့်ကျက်ပြီးတော့ပေါ့နော်စိတ်ပန်ဆိုင်ရာအရင်ဟိုဟာဖြစ်နေရတယ်တော့မပါသေးဘူးပေါ့နော်အဲ့တော့အမဆိုင်ဆက်ဆက်လုပ်တယ်ကအမဘာလုပ်လဲဆိုလို့ရှိရင်အမဖျားသွားတယ်ဒါအမရဲ့ဟိုပါပေါ့နော်သူများတွေကိုလိုက်လုပ်ခိုင်းတာတော့မဟုတ်ဘူးအမရဲ့လုပ်နေတဲ့ဟာဆိုရင်အမဖျားသွားတယ်တနိုင်တော့အမတစ်လကိုဖျားရွှေကုန်းနဲ့ပူထောင်အမအမြဲတမ်းသွားတယ်ဒါအမရဲ့ကို commitment တစ်ခုပေါ့နော်အမဖျားသွားတယ်အမစိတ်ညစ်လာမလေးအဲ့လိုစကားပြောပြီးကိုပြန်မေးတဲ့မေးခွန်းတွေဖြစ်တယ်တခါလေကြာရင်လေသူများရဲ့ဖြစ်နေရပေါ့နော်ငါကြတော့ဒီလောက်စူးစမ်းနေပြီငါဒီလောက်အလုပ်လုပ်နေပြီငါဘာလို့မဖြစ်သေးတာလဲဆိုရယ်စိတ်ကလည်းအရန်ရှိတယ်အဲ့ချိန်ကျတော့timing မကိုက်သေးလို့နေမှာပေါ့အဓိကလေလူကလေကိုသိဖို့လိုတယ်လို့ကိုစိတ်ကိုလေဟို relief လုပ်နိုင်ဖို့လည်းလိုတယ်ပေါ့နော်လူဆိုတော့လေအတ္တလည်းရှိရယ်လောဘလည်းရှိရယ်ပေါ့နော်အမားဆိုလဲဒီဆိုင်ကိုဖြစ်ချင်စောတွေဆိုတာလည်းရှိခဲ့တဲ့အခိုက်အတန့်တွေရှိရယ်ဒါပေမဲ့ဖြစ်မလာတဲ့အခါကြောက်လို့ရှိရယ်လေလက်ခံလိုက်ရတာပဲပေါ့နော်အဲ့တော့အမအများကြီးသိရသူတော့မဟုတ်ပေမဲ့အမဒီဘာလို့လဲဆိုရင်ဖျားသွားရည်လေအမစိတ်ညစ်အောင်အသက်နိုင်ဆုံးပေါ့နော်ဒီ15မိနစ်20လောက်အတွင်းမှာအမစိတ်ကလေးခဏငြိမ်သွားတယ်အမရှိဆက်လို့ဘာလုပ်လိုက်မလဲအမစဉ်းစားရတယ်ပြီးတော့အမငိုလိုက်တယ်ဒီနေ့ငိုလိုက်ပြီးနောက်နေ့ကိုပြီးသွားတယ်နောက်နေ့ကိုငါ
ပတ်စံရှာရမယ်အဓိကအမရက်လိုက်မယ်ဆိုလို့ရှိရင်အမနောက်မှာဝန်ထမ်းတွေရှိရဲအမဝန်ထမ်းလေးတွေဒီအမကိုယုံကြည်ပြီးတော့လာတာဘာမှမဟုတ်တဲ့ဆိုင်လေးကိုသူတို့ဒီအမကိုအမိပြုပြီးတော့ရက်တည်နေတဲ့အမကလေးတွေဖြစ်တယ်အဲ့အတွက်ကြောင့်မလို့အမသူတို့အတွက်ဖြစ်ဖြစ်တော့အလုပ်လုပ်ရမယ်သူတို့နဲ့တိုင်ပင်ရမယ်အလုပ်တွေကိုအမတို့လုပ်နေရမယ်ဘာမှမလုပ်ဘူးဆိုရင်တော့အမတို့ဒီကြ idea တစ်ခုခုတော့စဉ်းစားနေရမယ်အဲ့လိုမျိုးတွေကိုတော့အမတို့အများကြီးတစ်ပြီးတော့အမဝန်ထမ်းတွေနဲ့စကားပြောဖြစ်တယ်ပေါ့နော်အမရဲ့ဒီတနေ့တာမှာသူတို့တွေနဲ့အချိန်ဖြုံးတာအများဆုံးဆိုတော့သူတို့တွေနဲ့စကားပြောတယ်သူတို့အမအခက်ခဲလေးတွေကိုပြောတယ်ပြီးတော့နောက်တစ်ခုကကြတော့အမ manifest လုပ်တယ်ပြီးတော့အမစိတ်ထဲမှာဖြစ်လာတဲ့အရာလေးတွေကိုအမဒီ note down ချရေးလိုက်တာဖြစ်ဖြစ်အမအဲ့လိုမျိုးအဓိကတော့အမစိတ်ကဘယ်ဟာလေးအဆင်ပြေမလဲကိုအမစဉ်းစားရတယ်ပြီးတော့အမ exercise အပိုင်းဆိုလို့ရှိရင်လည်းအမ yoga လုပ်တယ်ပေါ့နော်အဓိကတော့ yoga သွားပြီးတော့ဆိုလို့ရှိရင်အမရဲ့ဒီအခုထိလည်းအမအမြဲလုပ်ဖြစ်နေရပေါ့နော်အဲ့တော့အရန်ကြီးကိုဒီဟို strong ဖြစ်နေတဲ့သူတော့မဟုတ်ဘူးဒါပေမဲ့ at least အမလုပ်နေတဲ့လုပ်ငန်းနှစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့နှစ်ခုနဲ့ဒီစိတ်ပိုင်းဆိုင်ရာကိုတော့အမကတော့ကောင်းအောင်အမ treat ပြမယ်ကောင်းအောင်နေရမယ်ဆိုပြီးတော့ manage လုပ်ဖြစ်တယ်ပေါ့နော်ညီမလေးဟုတ်ကဲပါမမအများကြီးလေးလာလိုက်ရပါတယ်အဲခုတက်ထိပေါ့နော်တန်နေဟိုပုံဖော်ရသလောက်ဆိုလို့ရှိရင်မမလုပ်နေတဲ့လုပ်ငန်းတွေအကုန်လုံးကဒီလူငယ် audience ကိုပဲအဓိကဦးတည်ပြီးလုပ်နေရဆိုတော့လေမခုနကလည်း mention လုပ်သွားတယ်တစ်လားကိုတစ်ခါဒီအဲ enter space မှာပေါ့နော်တန်တို့လူငယ်တွေအတွက် activities တွေလုပ်ပေးမယ်လို့ပြော mention သွားတာပေါ့နော်အဲ့တော့နောက်ပိုင်းဟုတ် နောက်ထပ်ရောမမအနေနဲ့ဘယ်လိုမျိုး activities တွေကိုစိတ်ကူးပုံဖော်ထားတာလေးရှိသေးလဲရှင်ဟုတ်ရှိပါတယ်ညီမလေးအခုကတော့လေလာတိုင်းကတော့အဲ့လို activities ပေါ့နော်အဲ့လိုကြီးလေးလုပ်ဖို့တော့မှန်းထားတယ်အခုကအပတ်စဉ်ကတော့အများနဲ့ workshop တွေရှိတယ်အရင်ဘက်ကဆိုလို့ရှိရင်လည်းဒီ show စင်းပေါ့နော် clay workshop လေးပေါ့နော်အဲ့ဒါလေးတွေကိုလုပ်သွားတယ်ဒီအပတ်ဆိုလို့ရှိရင်လည်းအမတို့ဒီ flare အစာလေးနဲ့အရုပ်ကလေးညှက်ပြီးတော့ပေါ့နော်ဒီကလေးလေးတွေကအစားဒီ teenager တွေလူငယ်ပိုင်းတွေ join လုပ်ရတဲ့ဟာမျိုးလေးတွေကအမတို့စီစဉ်ထားပေးတယ်no activities တွေကတော့လည်းအမတို့ဒီအမမှာဒီသက်ဆိုင်ရာဆရာမတွေအမထက်ကျွမ်းကျင်တဲ့ methods တွေလည်းအမမှာရှိရပေါ့နော်အမတယောက်တည်းစိတ်နဲ့မဟုတ်ပဲねသူတို့တွေနဲ့လည်းအမတိုင်ပင်နေတိုင်ပင်ပြီးတော့ဒီအခုလက်တွဲလုပ်နေတဲ့ဒီ handmade အမတွေညီမလေးတွေနဲ့လည်းတိုင်ပင်ပြီးတော့ဘယ်လိုမျိုးလေးတွေကပိုပြီးကောင်းမွန်လာနိုင်စေလဲဘယ်လို workshop တွေလုပ်တင်လဲဆိုတာကိုလည်းအမတို့ plan ချထားတယ်ပြီးတော့ဒီလူငယ်ပိုင်းတွေမဟုတ်ပဲねပေါ့နော်အမျိုးသမီးတွေနဲ့သက်ဆိုင်တဲ့ဒီအမျိုးသမီးတွေမှာဆိုလဲ SME လုပ်နေတဲ့အမျိုးသမီးတွေရှိမယ်ဒီ single mom တွေရှိမယ်အဲ့လိုမျိုးတွေအတွက်ပါနော်မတူညီတဲ့ပေါ့နော်ဒီ audience အပိုင်းခြားလေးတွေကိုပါပေါ့နော်အမတို့ဒီနောက်ပိုင်းမှာတွားဖို့မှန်းထားရပေါ့နော်လူငယ်ပိုင်းအပြင်ကိုမှဒီလိုမတူညီတဲ့ workshop လေးတွေကိုလုပ်ဖို့လည်းအမတို့မှန်းထားပါတယ်အသက်မွေးဝမ်းကျောင်းနဲ့သက်ဆိုင်တဲ့ဟာလေးတွေကိုလည်းတွားဖို့လည်းအမတို့ plan ရှိပါတယ်ဒီ2026ထဲမှာပေါ့နော်အဲ့ဒါကြောင့်မလို့အမတို့ရဲ့ Untitled Space ဒီ page လေးကိုပေါ့နော်ဒီမှာကြည့်နေတဲ့လူတွေလည်း like and follow လေးလုပ်ပြီးတော့စိတ်ဝင်စားရဆိုရင် join လုပ်ရပါတယ်ကိုယ်တိုင်မ join ဖြစ်ခဲ့သည်ရှိတော့ကိုနဲ့သက်ဆိုင်တဲ့ပေါ့နော်ဒီတခြားလူတွေကိုလက်ဆင့်ကမ်း share ပေးတာပဲဖြစ်ဖြစ်လုပ်ပေးမယ်ဆိုရင်ဒီအကျိုးထူးစေတဲ့ဒီ workshop လေးတွေ activities လေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်join ဖို့လည်းဖိတ်ခေါ်ပါတယ်ဆိုင်ကိုလည်းလာဖို့ဖိတ်ခေါ်ပါတယ်တခါတော့လာကြည့်စေချင်ပါတယ်ဟုတ်ဟုတ်ကဲ့ပါမမတစ်ခေါက်လောက်တော့မဖြစ်မနေလာပြီးတော့ try ကြည့်ပါဦးမယ် လာခဲ့ပါအာမမကိုယ်တိုင်ကလည်းပေါ့နော်ဒါနောက်ဆုံးမေးခွန်းလေးပါမမကိုယ်တိုင်ကလည်းဒီလူငယ်အမျိုးသမီး entrepreneur တယောက်ဖြစ်နေပြီပေါ့နော်အဲ့မမလိုပဲကိုယ်ပိုင်လုပ်ငန်းကိုစတင်ဖို့စူးစမ်းနေတဲ့လူငယ်တွေအမျိုးသမီးလေးတွေအတွက်နောက်ဆုံးအားပေးစကားလေးပေါ့နော်ပြောပြပါအောင်ရှင်ဟုတ်ဟိုပါပေါ့အားပေးစကားဆိုတာထက်ပေါ့နော်အမကဒီနေ့ session မှာပြောသွားတဲ့အရာတွေအကုန်လုံးဒီအမရဲ့ဒီအတွေ့အကြုံအလုပ်ပေါ်မှာမူတည်ပြီးတော့ပေါ့နော်ပြောထားတဲ့အရာလေးတွေဖြစ်ပါတယ်တခုခုပေါ့နော်အမအရင်တခုခုပါခဲ့တည်ရှိတော့လေနားလည်ပေးဖို့လည်းမေတ္တာရက်ခံပါတယ်အဲ့တော့နောက်ဆုံးအနေနဲ့อ่ะပေါ့နော်ဒီဟိုအားပေးစကားဆိုတာထက်ပေါ့နော်ပြပြချင်တဲ့အရာလေးကဆုံးမလည်းအရှိမလည်းပြောခဲ့တဲ့ကိုယ်ပိုင်လုပ်ငန်းလုပ်မယ်ဆိုလို့ရှိရင်ဒူးပေးတာပေးခံနိုင်ရပါမယ်အဓိကတော့ resilient လေးရှိရမယ်စိတ်ထားတတ်ရပါမယ်ကိုလုပ်တဲ့အလုပ်ပေါ်မှာ genuine ဖြစ်ရမယ်နောက်တစ်ခုက passion ပေါ့နော်အမားဆိုရင်အမားလုပ်ငန်းအပေါ်မှာအရန်ကိုဒါအမ passion ရှိတယ်အမ
ဘယ်ချိန်ပဲဖြစ်ဖြစ်အမပြောနိုင်တာတစ်ခုတည်းအမလုပ်ငန်းနှစ်ခုလုံးအပေါ်မှာအမရဲ့စိတ်ရင်းသည်100%အမစိတ်ထားတယ်အဲ့အတွက်ကြောင့်မလို့အခုဆိုလို့ရှိရင်အမတို့ကဒီဆက်စချင်းမှာတော့လေယခုဒီရေတွင်းတူအခုရေကြီးမဖြစ်ဘူးပေါ့နော်အမတို့ဆိုလည်းဒီရေကြီးဖြစ်ဖို့ကိုလမ်းစာလေးပေါ်ပဲရောက်သေးတယ်အခုမှပေါ့နော်ရေကြီးဖြစ်ဖို့စူးစမ်းနေတော့မှရှိသေးတယ်ပေါ့နော်ရေကြီးမဖြစ်သေးပါဘူးအဲ့အတွက်ကြောင့်မလို့စိတ်မလောဖို့လည်းလိုတယ်ဒီပြီးတော့ကိုယ်ပိုင်အလုပ်ဖြစ်တဲ့အခါ9 to 5အလုပ်တွေနဲ့မတူဘူးပေါ့9 to 5အလုပ်ဆိုလို့ရှိရင်အမတို့ပြီးသွားပြီဆိုလို့ရှိရင်ဘာမှအိမ်ရနားလို့ရတယ်ပေါ့နော်ဒါမှမဟုတ် enjoy လုပ်လို့ရတယ်ဒီအမတို့ဒီကိုယ်ပိုင်အလုပ်ကြတော့ဒီတနိုင်တစ်ပိုင်စားရကိုယ်ပိုင်အလုပ်လေးတွေကိုပြောတာပေါ့နော်အဲ့ဒီအလုပ်လေးတွေကြတော့အမတို့ကဒီအိမ်ပြန်ရောက်လို့ရှိရင်လည်းနောက်နေ့အတွက် supply ယူတဲ့ကိစ္စတွေဘာတွေလိုလဲတွေကိုတင်းနဲ့တစ်ချက်မေးရတယ်မနက်မိုးလေးလို့ရှိရင်လည်းအမတို့ကဒီဈေးရောက်မဲ့ကိစ္စတွေရောင်းကောင်းမှမလားဘယ်လိုဈေးရောက်မလဲစိုင်းဖွင့်ထားတော့အမတို့ဆိုပို့ဆိုးရပေါ့နော်ဒီ expense တွေကအမြဲဖွင့်မိတွေဆိုအမြဲဖွင့်ထားတာပဲပေါ့နော်အဲ့တော့ဒါတွေကအမြဲတက်နေသွားမဲ့ဟာတွေဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒါတွေကအစားအမတို့စဉ်းစားရတယ်အဲ့တော့စိတ်ပိုင်းဆိုင်ရာကလေတော်တော်လေးကို strong ဖြစ်နေမှရတယ်ပေါ့နော်ကိုယ်ပိုင်လုပ်ငန်းလုပ်မယ်ဆိုလို့ရှိရင်ကအဲ့တော့တကယ်တမ်းကိုယ့်ရဲ့တနိုင်တစ်ပိုင်အရာနဲ့လုပ်မယ်ဆိုလို့ရှိရင်တော့ဆောင်းအမပြောတဲ့အချက်ကလေးတွေပေါ့နော်ဒီ passion ဖြစ်ရမယ် genuine ဖြစ်ရမယ်ဒီ resilient ကောင်းကောင်းနဲ့ဒူပေတာပဲခံနိုင်ရပါမယ်အဲ့အချက်တွေရှိတယ်ဆိုလို့ရှိရင်တော့ဒါကိုယ်ပိုင်လုပ်ငန်းစလို့ရတယ်လို့ပြောလို့ရတယ်ပေါ့နော်ပြီးတော့ကိုယ့်ရဲ့စိတ်ရင်းစေတနာလေးတစ်ခုပေါ့နော်ကိုလုပ်တဲ့အလုပ်ပေါ်မှာမှန်ကန်တယ်ဆိုလို့ရှိရင်တစ်ချိန်မှာအဲ့ဒီရဲ့ effect တစ်ခုကပေါ့နော်ကိုယ့်စီကိုပြန်ရောက်လာမှာပဲပေါ့နော်ဒါအမတို့ဗုဒ္ဓဘာသာယူရဆိုလဲဒီလိုပဲပေါ့နော်အဲ့တော့ရောက်လာမှာဖြစ်တဲ့အတွက်ကြောင့်မို့အများကြီး expect မလုပ်ထားခဲ့သည်ရှိတော့အဲ့ဒီရဲ့ effect လေးတစ်ခုကတော့ရောက်နေမှာပါပဲအဲ့တော့ positive ကောင်းကောင်းနဲ့ကိုယ့်ရဲ့အလုပ်လေးကိုပေါ့နော်လုပ်ရင်းနဲ့Zuma စားမဲ့ညီမလေးတွေပဲဖြစ်ဖြစ်ဒီအမတွေပဲဖြစ်ဖြစ်ပေါ့နော်ဒီအကုန်လုံးလုပ်ငန်းပိုင်းဆိုင်ရာမှာအောင်မြင်တဲ့ဒီ business တစ်ခုဖြစ်ဖို့ကိုလည်းဆုတောင်းပေးတယ်မျှော်လင့်ပါတယ်အမတို့လုပ်ငန်းလေးလည်း resilient ရှိနဲ့ရပ်တည်နိုင်ပြီးတော့ပေါ့နော်ဒီရှိအထီကိုဖွင့်သွားဖို့လည်းအမကစိတ်ရင်းတစ်ခုနဲ့ပေါ့နော်မျှော်လင့်ပါတယ်အခုထိလည်းအဲ့လိုဖြစ်အောင်လည်းအမဘက်ကလည်းအများကြီးအမတို့ team တစ်ခုလုံးလည်းစူးစမ်းလျက်ရှိပါတယ်ဟုတ်ဟုတ်မမလုံနိုင်မှာပါလုံနိုင်ပါစေလို့ဆုတောင်းပေးပါတယ် yes ရေးပါစေဟုတ်ကဲ့ပါအခုလိုမျိုးအချိန်ပေးပြီးတော့လူငယ်တွေအတွက်စိတ်သက်ခွန်အားအများကြီးပေးပြီးတော့ဖြည့်ချပေးသွားတဲ့အတွက်မအီတင်စာကျော်ကိုThe No Hang ကျော်ဘက်ကနေကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်လည်း The No ရဲ့ One Star Podcast Series လေးမှာဘယ်နေပရားသူတွေကိုဘယ်လိုမျိုးအမေးဖြေလောက်သွားအောင်လဲဆိုတာသိဖို့အတွက်စောင့်ကြည့်ပေးကြပါအောင်နော်။ကိုဖိတ်စေခြင်းနဲ့ guest speaker လေးရှိလို့ရှိရင်လည်း comment မှာမှန်သွားပေးပါအောင်ရှင်။ podcast လေးကိုအဆုံးထိနားထောင်ပြီးရတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။နောက်ပုတ်တင်မှာပြန်နေတွေ့ဆုံကြမယ်နော်။ Bye bye